2014ခုနှစ်မှာမော်လမြိုင်မှာရှိတဲ့ကျောင်းသား9ယောက်ကနေပြီးတော့မှခရီးထွက်တယ်။ဆောင်မွဲပြီးတဲ့အထိမ်းအမှတ်အနေနဲ့10တန်းဆောင်မွဲပြီးတဲ့အထိမ်းအမှတ်အနေနဲ့ခရီးထွက်တယ်။အဲ့လိုမျိုးခရီးထွက်တဲ့အချိန်မှာပဲသူတို့တွေ့ကြုံခဲ့ရတဲ့တရေနဲ့ပတ်သက်ပြီးတော့အခိုက်အတန့်တစ်ခုကျွန်တော်ကို share လုပ်တာရှိတယ်။အဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးမယ်။ဗီဒီယိုမစခင်မှာကျွန်တော် disclaimer ရေးပေးခြင်းနဲ့ဗီဒီယိုကို entertainment တစ်ခုအနေနဲ့ပဲကြည့်စေချင်နောက်တစ်ခုကဒီဗီဒီယိုမှာကျွန်တော်သုံးသွားမယ့်နာမည်တွေအကုန်လုံးကနာမည်အရင်းတွေဖြစ်တယ်။ဒါပေမဲ့နေရာတွေကိုတော့ကျွန်တော် mention မလုပ်တော့ဘူး။ဘာလို့ဆိုသူတို့ကကျွန်တော် mention မလုပ်ခိုင်းတဲ့အတွက်ကိုပါကျွန်တော် mention မလုပ်တော့ဘူး။ Okay အားလုံးပဲစီရင်ဆိုင်အောင်ကျွန်တော်တို့ကပြောလို့ပဲဒီចောင်းသား9ယောက်ကနေပြီးတော့မှအဲ့ဒီချိန်တုန်းက10တန်းဆိုရင်ဗျကျွန်တော်ထက်ကြီးတယ်ကျွန်တော်အဲ့ချိန်ကျွန်တော်9တန်းတက်နေ2014တော့ကြည့်မယ်ဆိုရင်ကျွန်တော်9တန်းတက်နေတာဗျဆိုတော့အဲ့ဒီအချိန်မှာဒီចောင်းသား9ယောက်ပေါ့နော်နာမည်ကကျတော့ပထမတစ်ယောက်နာမည်ကသူရအောင်ပြီးတော့တော်စင်ထန်းနောက်တစ်ယောက်ကမင်းတန့်စောပြီးတော့လင်းလင်းဦးပြီးတော့အောင်ကျော်မျိုးဒါသူတို့ရဲ့တကယ်နာမည်အရင်းနေပဲဖြစ်တယ်ဒီတင်ငယ်ချင်း9ယောက်ကနေပြီးတော့မှ10တန်းဆောင်မှဖြည့်ပြီးဆိုတာနဲ့သူတို့ကနေပြီးတော့မှတကြမတိုင်ကြုံခရီးထွက်ပြီးပြန်လာမယ်ဆိုပြီးလုပ်တယ်သူတို့သွားတဲ့ခရီးကလည်းအရန်အဝေးမို့မော်လမြိုင်မှာသူတို့ကနေတာဒါပေမဲ့သူတို့သွားတဲ့ခရီးကဖအံမျိုးဖြစ်တယ်ဖအံနဲ့မော်လမြိုင်နဲ့တိတ်မဝေးဘူးဗျာဟိုချောင်းလေးကြော်သွားပြီဆိုရင်ဖအံမျိုးတယ်မော်လမြိုင်မျိုးတယ်အဲ့လိုမျိုးနီးနီးနားနားလေးသွားလာလို့ရတယ်ဆိုတော့လူအခြေအနေမျိုးမှာဖအံမှာကျတော့ဘာတွေ special ရှိလဲမိတယ်ဆိုရင်တောင်တန်းဒီကျွန်တော်တို့ပြီးတော့ဒီဇွဲကပင်တောင်တို့နောင်လုံးတောင်ကြားတို့ဒီလိုနေရာတွေအရင် famous ဖြစ်တဲ့ပုံမှာသူတို့ကလည်းဒီနေရာကိုလုံးဝအပိုင်းပြေခရီးအနေနဲ့ထွက်ဖို့ဆိုပြီးတော့မှဒီចောင်းသား9ယောက်ကနေပြီးတော့မှခရီးထွက်လိုက်တယ်သူတို့သွားတဲ့ခရီးကဒီတစ်ပတ် Sunday ကနေပြီးတော့နောက်တစ်ပတ် Sunday ကျွန်တော်ပြောမယ်ဆိုရင်တစ်ပတ်ခရီးပေါ့ဗျာ Sunday မနက်ထွက်တယ်ဆိုရင် Sunday 12နိုင်အတွင်းအောင်မှာဟိုဘက်ချောင်ရောက်သွားပြီဆိုတော့အရန်ကိုမြန်တဲ့ခရီးပဲဒါပေမဲ့သူတို့အဲ့မှာဟို hotel ငါးပြီးနေပြီးတော့မှသူတို့အမှရှောက်လေဖို့အတွက်ဆိုသူစီစဉ်ထားတဲ့ဟိုအစီအစဉ်လေးအများကြီးရှိတာပေါ့ဆိုတော့ဒီထဲမှာအဓိက main ဖြစ်တာကသူရလို့ပြောလို့ရတယ်ဗျာသူရအောင်ဆိုတဲ့ဒီ character တယောက်ဖြစ်တယ်ဒီသူကအဓိက main ဖြစ်တယ်ပေါ့နော်သူပဲအဓိကခံရတာလို့ပြောလို့ရတယ်ဗျာသူတို့ကဒီတနင်္ဂနွေနေ့ကနေပြီးတော့မှတနင်္ဂနွေရောက်သွားတဲ့ဟိုတယ်ငှားလိုက်တယ်သူတို့ AC စားတောက်ပြီးတော့မှအဲ့ဒီ AC အနားယူတယ်တနင်္လာနေ့မှာသူတို့ကတောင်တွေသွားတယ်ကြော်ဒီနောင်လုံးတောင်ကြားတွေလည်းသွားတယ်လို့ပြောတယ်ပြီးဇွဲကိမင်တောင်လည်းတက်တယ်လို့ပြောတယ်တောင်ဝိုင်းတွေပါတက်ပြီးတော့မှသူတို့ကပန်းဖြေတဲ့အချိန်တစ်ခုရှိတယ်ဒီကြားထဲမှာသူတို့ကလုံးဝဟိုတယ်မှာပဲဟိုညဘက်ဆိုရင်စားတောက်ပြီးတော့မှနည်းနည်းဘီယာတွေပါကစ်တယ်ဆိုပြီးကျွန်တော်ပြောသေးတယ်ဗျာဆိုတော့အဲ့လိုမျိုးအခြေအနေမျိုးမှာသူတို့ကဟိုညဘက်ဆိုရင်ပြန်လာပြီဆိုတော့သူတို့ကအပြင်မထွက်တော့ပဲနဲ့ဆိုရုပ်ရှင်ကကြည့်လေ့ကြည့်တာရှိတယ်ဟိုကိုရီးယားရုပ်ရှင်ကားတွေပဲကြည့်တယ်ပြီးတော့ China ရုပ်ရှင်ကားတွေပဲကြည့်တယ်အဲ့လိုနဲ့ပဲတနင်္လာနေ့အပန်းဖြေတယ်အပြင်သွားတယ်အပန်းဖြေတယ်ပြန်လာတယ်အင်္ဂါနေ့သွားတယ်အပန်းဖြေတယ်ပြန်လာရကြရုပ်ရှင်ကားကြည့်တယ်အတောက်စားလေးလုပ်တယ်ပြီးတော့ဗုဒ္ဓဘုန်းလေးရောက်လာတယ်အဆင်ပြေနေသေးတယ်ဆိုတော့ကြာပင်းနေ့ညမှာသူတို့ကမနက်ပိုင်းအပြင်နေပါသွားပြီးတော့မှဒီစားဖို့တောက်ဖို့အကုန်လုံးဝယ်လာပြီးတော့အခန်းထဲမှာသူတို့ရဲ့ဟိုတယ်အခန်းထဲမှာသူတို့ကရုပ်ရှင်ကားကြည့်ဖို့ဆိုပြီးဖွင့်လိုက်တယ်ဖွင့်တဲ့ရုပ်ရှင်ကားက Conjuring ဖြစ်နေတယ် Conjuring ကြည့်ပြီးတော့မှသူတို့အချင်းချင်းမှာအငင်းပွားမှုတွေဖြစ်လာတယ်အတောက်စားတွေလုပ်ပြီးတော့မှအငင်းပွားမှုတွေဖြစ်လာတယ်တရေဆိုတာမရှိဘူးတရေဆိုတာရှိတယ်ဆိုပြီးဒီလိုမျိုးစကားစုတွေသူတို့ကြားထဲမှာဖြစ်လာတဲ့အပေါ်မှာ၃ယောက်ကတရေကိုရှုံချတယ်ပေါ့နော်ဒီသူရနဲ့ကျွန်တော်လင်းလင်းဦးနဲ့ဒီ2ယောက်ကကျတော့တရေကိုမယုံကြည်ဘူးကျန်တဲ့3ယောက်ပေါ့နော်ဒီတော်စင်ထက်တယ်ဟိုမင်းတန်းစော်နဲ့အောင်ကျော်မျိုးနဲ့ဆိုတော့ဒီ3ယောက်ကနေပြီးတော့မှတရေရှိတာကိုယုံကြည်တယ်ကျန်တဲ့2ယောက်ကတော့ဒီသူရအောင်နဲ့လင်းလင်းဦးနဲ့ကျတော့တရေရှိတာမယုံကြည်ဘူးအဓိကအဆိုးဆုံးကသူရအောင်ကကျတော့ပို့ပြီးတော့ညင်းတယ်လုံးဝမရှိဘူးဆိုပြီးတောက်လျှောက်ညင်းတယ်အဲ့လိုမျိုးအချိန်တစ်ခုမှရှိတယ်ဗျအဲ့တော့သူတို့ကနည်းနည်းလေးတောက်ထားတဲ့အပေါ်မှာသူတို့အချင်းချင်းနဲ့မှလည်းစကားနည်းနည်းလေးအပြောဆိုတာကြမ်းတမ်းလာတယ်ဟိုကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ဟိုတရေဆိုတာဘာကောင်မလို့လဲဘာလို့ညာတော့အဲ့လိုမျိုးသူတို့ပြောလာတယ်ဗျသူတို့အခန်းထဲမှာပဲဒါပေမဲ့သူတို့အခန်းဖွဲ့စည်းပုံကဘယ်လိုရှိလဲမဲသူတို့ဟိုတယ်မှာပဲနေတာဒါပေမဲ့ဟိုတယ်ကဝရန်တာပုံစံလေးအရှိမနေရာနည်းနည်းလေးရှိတယ်အဲ့ဒီနေရာမှာသူတို့ကညဘက်ကောင်မှ view ကိုထိုင်ကြည့်ပြီးတော့မှစားပြီးတော့တောက်ပြီးတော့အဲ့လိုမျိုး relax လုပ်တာပေါ့နော်အဲ့လိုမျိုးအချိန်တစ်ခုမှသူတို့ကဒီလိုမျိုး topic ကိုသူတို့ကပြောတယ်အဲ့လိုမျိုး topic ကိုတရေဆိုတာတကယ်မရှိဘူးရှိတယ်အဲ့လိုမျိုး topic တွေပြောတယ်သူရုပ်ရှင်ကောင်သူကဘယ်လိုကြည့်လဲမေးတယ်ဆိုရင်အဲ့ချိန်တော့ဗျာ MP4 player လေးတွေအရင်ကစ်စားတယ်အဲ့ကစ်စားတယ်အဲ့ဒီ MP4 set လေးနဲ့သူတို့ကရုပ်ရှင်ကြည့်တာပဲဖြစ်တယ်ဆိုတော့ဒီ Conjuring ကောက်ကြည့်နေတယ်သူတို့ကြားထဲမှာဘယ်လိုမျိုးအငင်းပွားတွေအငင်းခုန်တွေဖြစ်နေတဲ့ကြားထဲမှာဒီသူရအောင်ကလုံးဝဟိုအတောက်စားတွေဖြစ်ပြီးတော့မှမယုံကြည်ဘူးဗျာဒါဆိုရင်တဲ့အဲ့ဒါနဲ့ဒီလင်းလင်းဦးကလည်းဟိုသူရအောင်ဘက်ကနေရက်တည်တယ်ဗျာနောက်တစ်ခုကဒီမင်းတန့်စော်ကနေပြီးတော့မှဒီOja board လို့ခေါ်တဲ့ဒီ game တစ်ခုသူကအဲ့မှာပြောလာတယ် Oja board ဆိုပြီးတော့မှနိုင်ငံခြားမှာအရင်နာမည်ကြီးတဲ့ game တစ်ခုရှိတယ်အဲ့ game နဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ကတကားလဲငါကြည့်ဘူးတဲ့အဲ့ game ကိုဘယ်လိုဆော့ရတာလဲဘယ်လိုမျိုးတရက်ကွာလဲဆိုပြီးငါသိတယ်မင်းတို့မယုံကြည်ဘူးဆိုရင်အဲ့ game ကစားကြည့်မယ်ဆိုပြီးတော့မှဒီမင်းတန်းစောကနေပြီးအရင်ဆုံးစလိုက်တယ် Okay ဒီဟာကိုသူတို့တကယ်ချင်းအငင်းပွားတယ်မှာဘယ်လိုဖြစ်ပြီးတော့ဖြစ်လာလဲမေးတယ်ဆိုရင်တရက်ရှိတယ်မရှိဘူးဆိုတဲ့တရက်မရှိဘူးဆိုတာက2ယောက်တရက်ရှိတယ်ဆိုတာက3ယောက်အဲ့လိုမျိုးအငင်းပွားတွေဖြစ်နေတဲ့မှာကောင်းပြီအဲ့ game ကိုဆော့မယ်ဆိုပြီးတော့မှ9ယောက်လုံးတိုင်ပင်ပြီးတော့မှဆုံးဖြတ်ချက်ချလိုက်တယ်နောက်နေ့တောက်ကြနေလဲကြောက်သူတို့ကဘာလို့လဲမေးတယ်ဆိုရင် Fantasy Store ကနေပြီးတော့မှဒီ
Woja board လို့ခေါ်တဲ့ဒီ game ခေါ်တဲ့ဒီတရေခေါ်တဲ့ game solo game ပုံစံမျိုးပေါ့ဗျအဲ့ဒါကတကယ်နိုင်ငံခြားမှာကြည့်မယ်ဆိုရင်တော့ game ဆောတဲ့ပုံစံမျိုးဒါပေမဲ့တချို့တော့ဒီ paranormal investigator တွေကြည့်မယ်ဆိုရင်ဗျဒီတရေနဲ့ပတ်သက်ပြီးတော့ ghost hunting လုပ်တဲ့လူတွေကြတော့ဒီဟာကိုလုံးဝဟိုလက်နက်အဖြစ်အသုံးချတယ်ဟိုတရေခေါ်တဲ့ပုံစံကိရိယာပုံစံအဖြစ်အသုံးချတယ်ဗျဆိုတော့တို့ကဒီဟာကို CS မသိပြန်တို့ကဒီဟာကိုကျွန်တော်တို့လည်းပြပြတယ်အဲ့ချိန်မှာကျွန်တော်တို့ကဒီဟာကို CS မသိပြန်တော့ဆော့လိုက်တယ်ဆော့ပြီးတော့မှတို့အခိုက်အတန့်တွေအတွေ့အကြုံတွေအများကြီးတွေ့ရတယ်ဆိုပြီးတော့မှတို့နေတဲ့နေရာမှာပဲတို့နေတဲ့ဟိုတယ်မှာပဲတွေ့ရတယ်ဆိုပြီးတော့ကျွန်တော်ထပ်ပြောတာရှိတယ်အဲ့ဒါကိုကျွန်တော်ထပ်ပြောပြရအောင်မယ်တောက်ကြနေမှနမှာတို့က AC ဒီလိုမျိုးတွေပဲပတ်ပြီးတော့မှညနေဆောင်လဲကြောက်တို့ကဒီ Fantasy Store ခုကနေပြီးတော့မှဒီ Woja board ကိုတို့ကရှာပြီးတော့ရအောင်ရှာပြီးဝယ်လာတယ်ဒီမင်းတန်းဆိုတဲ့သူကနေပြီးတော့မှရအောင်ရှာပြီးဝယ်လာတော့သူကအရင်စခဲ့တာလေသူကရအောင်ရှာပြီးဝယ်လာပြီးတော့မှညလဲကြောက်တို့အဲ့လိုမျိုးပဲစောတဲ့အချိန်ကလည်းအခုဘသူမှဟိုလုံးဝဟိုအတောက်စားမရှိပဲစောတာမဟုတ်ဘူးတို့ကဒီ game ကိုကစားနေတဲ့အချိန်မှလည်းတို့ကအတောက်စားလောက်ထားသေးတယ်ဘီယာပြောမှဆိုရင်ဘီယာတို့ဘာတောက်ထားမှာပေါ့ဟိုအတောက်စားလောက်ထားလို့ကျွန်တော်ပြောပြရတယ်ဗျာဆိုတော့အဲ့လိုမျိုးအတောက်စားလုံနေနဲ့မှာတို့ကဒီ quarantine မှာထိုင်ပြီးတော့တို့ကဖျောင်းနိုင်ပြီးထုံးပြီးတော့မှအဲ့ကြွေကြီးတစ်စိလေးနဲ့တို့ကအဲ့ game ကိုတကယ်ကစားတယ်ဆိုပြီးကျွန်တော်ပြောတယ်ဒါပေမဲ့ဒီလိုကစားတယ်ဆိုပေမဲ့ဒီအိတ်စာထဲမှာလုံးဝစိတ်ဝင်စားမှုမရှိတာကကျတော့လင်းလင်းဦးနဲ့သူရအောင်နဲ့နှစ်ယောက်ဖြစ်တယ်ဆိုတော့လင်းလင်းဦးကကျတော့ဗျာနည်းနည်းလေး neutral ဆန်တယ်ဗျာ तू ကဒီဘက်တငယ်ချင်းအောင်လဲ तू ကလုံးဝအကန့်မပြောဘူးဆိုတော့မင်းတို့ယုံကြည်တဲ့ဥစ္စာကိုလည်းငါလက်ခံတယ်အဲ့လိုပြောတယ်ဒါပေမဲ့ तू ရအောင်ကကျတော့မင်းတို့ယုံကြည်တယ်လည်းငါလက်မခံဘူးဆိုပြီး तू ကအဲ့လိုမျိုးလုံးဝအကန့်ပြောလာတဲ့အပေါ်မှာ तू ရအောင်ကဒီဟာကိုကောင်းပြီငါလုံးဝ challenge လုပ်တယ်ဆိုပြီးတော့မှတို့ကဒီဟာကိုတကယ်စော့တယ်စော့နေနေမှာပထမနိုင်ဘက်ကိုတို့ဘာမှမဖြစ်ဘူးပြောင်းနေထုံးလိုက်တယ်အဲ့ဝဂျာဝူလို့အဲ့ဒီဝဂျာ board လို့ခေါ်တဲ့ဒီနေရာလေးမှာကျွေးစည်းလေးတွေကိုလက်တွေထောက်ပြီးတော့မှတို့ကလက်ကိုကျွေးစည်းပေါ်မှာဒီလက်ထောက်ပြီးခေါ်ရတာလေအဲ့လိုခေါ်တဲ့အပေါ်မှာအကိုလုံးလက်ထောက်ပြီးတော့မှဒီလိုမျိုးပေါ့နော်ဒီနေရာမှာဝိညာဉ်ရှိလားဆိုပြီးတော့မှဒီမင်းတန့်ဆိုတာဒီကိစ္စကိုနားနေတဲ့ပုံမှာသူကအလိုဆုံးခေါ်တယ်သူကပြောတယ်ပေါ့သူဒီကနေ့ပတ်သက်ရုပ်ရှင်ကချီးဘူးရဆိုပြီးသူကအငင်းပွားတွေဖြစ်ပြီးတော့မှအဲ့လိုဖြစ်တဲ့အပေါ်မှာမင်းတန့်ဆိုတာအရင်ဆုံးဒီလက်တွေထောက်ပြီးတော့ဖျောင်းလိုက်ထုံပြီးတော့မှဒီရက်စော်လို့နေရာနာကိုအလဲမှာထားပြီးတော့မှဒီနောက်မှာဝိညာဉ်ရှိလားဆိုပြီးတော့အရင်ပြောတယ်ဒါပေမဲ့ပထမဆုံးနိုင်ကွက်15မိနစ်လောက်ကိုဘာမှ reaction မလာဘူး AC ပဲ AC ပဲဆိုတာတဲ့ဘာမှအတုံ့ပြန်မှုမလာဘူးဒီကြွေပြားကလည်းရွှေ့သွားတာပြန်မရှိဒါပေမဲ့နောက်ပိုင်းလည်းကြောက်နိုင်ခွက်လောက်နေပြီးလဲကြောက်ဒီသူရအောင်ကနေပြီးတော့မှအပြောအဆိုနဲ့ကြမ်းတမ်းလာတယ်အစဲတွေပါလာတယ်အစဲတွေပါလာပြီးတော့မှ तू ကနေပြီးတော့မှတက်တိချင်းလာခဲ့ပါညာဆိုပြီးအဲ့လိုမျိုးခေါ်လိုက်တဲ့အပေါ်မှာအဲ့လိုမျိုးဆဲဆိုပြီးတော့ကြမ်းတမ်းတဲ့စကားတွေတုံးလိုက်တယ်ဆိုပြီးကျွန်တော်ပြောတယ်အဲ့လိုမျိုးတုံးလိုက်တဲ့အပေါ်မှာအဲ့ဒီချိန်မှာစပြီးတော့အဲ့ဒီကျွေးစီးကရွေ့လာတယ်ဆိုပြီးပြောတယ်အဲ့ကျွေးစီးကရွေ့လာပြီးရတယ် yes ဆိုတဲ့နေရာကိုရောက်ပါတယ် yes ဆိုတဲ့နေရာရောက်သွားတာနဲ့အဲ့နေရာမှာအရင်ဆုံးလန့်သွားတာကမင်းတန့်စော်ပဲဖြစ်တယ်မင်းတန့်စော်ကဒီ board နဲ့ပတ်သက်ပြီးသူကကြည့်ဘူးတဲ့အပေါ်မှာဒီ game ရဲ့စီးမီးစီးကောင်သူကဗျာပထမတည်းကမပြောခဲ့ဘူးဘသူစီမှာတော့မပြောခဲ့ဘူးဗျာဘသူစီမှာပြောခဲ့လို့သူကလှုပ်တတ်တယ် okay လှုပ်တဲ့လူတယောက်ရှိရဆိုပြီးဒီ game ကိုစပြီးတော့မှဒီ9လုံးကစားတယ်ဒါပေမဲ့ဒီ game ရဲ့ rule ကကြတော့ဒီ game ကိုစပြီးဆိုတဲ့ဟိုကအဲ့လိုမျိုး yes ဆိုပြီးတော့ဝိညာဉ်တယောက်ရောက်ချလာပြီးဆိုရင်အဲ့ဝိညာဉ်ကဒီ game ကိုတော်ပြီးဆိုပြီးတော့ရက်လိုက်တယ်ဆိုမှဒီ game ကိုရက်ခွင့်ရှိတာရက်ခွင့်ရှိရတဲ့ရက်လို့ရတာဗမို့ဆိုအသက်အန္တရာယ်ပါရှိရဲဆိုပြီးတော့မှရုပ်ရှင်ကားကြီးသူကြည့်ဝဲဆိုပြီး तू ကတိထားတယ်ဒီမင်းတန်းဆိုတာနေပြီးတိထားတယ်ဒါပေမဲ့ तू ကအဲ့ဒါကိုအကုန်လုံးစီမပြောတာဘူးမပြောတော့ဆိုပေမဲ့ तू ကဒီဟာကိုစောဖို့အတွက်ဆိုပြီးတော့မှစိတ်ထဲမှာစိတ်ကဒီဟာကိုစိတ်ကထက်တန်ပြီးတော့မှဒီအရာတွေမပြောလိုက်အဲ့လိုမျိုးအခြေအနေမျိုးမှာဒီသူရအောင်ကနေပြီးတော့မှအဲ့လိုမျိုးပါဇက်ကကြမ်းတမ်းပြီးတော့ဆဲဆိုပြီးခေါ်လိုက်တဲ့ပုံမှာတကယ်ပဲရက်ဆိုပြီးတော့မှနေအောင်ရောက်လာတယ်ပထမသူတို့ကဒီအောင်စတယ်ပဲတင်ဘာလို့ဆိုကျွေစီးတစီမှာလက်ညိုးတွေက9ယောက်လုံးတင်လာတဲ့အပေါ်မှာအော်ဒီကောင်နေ4ကောင်မှနေပြီးတော့ပဲငါ့ကိုစတဲ့ပုံစံမျိုးနဲ့ဒီပေါက်ရွှေ့ရလားဆိုပြီး तू ကထင်ပြီးတော့မှမင်းတို့မနှောက်နဲ့တော့ဆိုပြီးအဲ့လိုမျိုးပြောတယ်သူရအောင်နေပြီးမင်းနောက်ဆန်းပါနဲ့ကွာတကယ်ဆိုတာတကယ်မရှိဘူးဆိုတော့မဲ့ဒီ Woja board လို့ခေါ်တဲ့ဒီ game နဲ့ဒီ paper ရဲ့ရက်ဆိုတဲ့နေရာမှာကျွေစီးကရောက်နေပြီဒါပေမဲ့သူရအောင်မယုံသေးဘူးဒါဒီကောင်လေးပဲကစားရတယ်ဆိုပြီးသူရအောင်ထင်နေတော့မယ်အဲ့ဒီအချိန်မှာသူရအောင်ထပ်ပြီးမယုံကြည်ဘဲနဲ့မျက်နှာပြောင်ပြီးတော့ထပ်ပြီးမီးတယ်ဗျာမင်းဘာတူလဲမင်းဘာလို့ဒီလိုလာနေရလဲမင်းကတကယ်တကယ်လားမင်းအဲ့လိုကြောက်ဖို့ကောင်းလားအဲ့လိုမျိုးစကားတွေနဲ့အဲ့တကယ်ကိုဆဲဆိုပြီးတော့မှရောက်လာတဲ့ဒီဝိညာဉ်ကိုဆဲဆိုပြီးတော့မှသူကစကားတွေပြောလိုက်တယ်သူရအောင် point of view မှာချိန်မှဆိုရင်ဝိညာဉ်တကယ်မရှိဝိညာဉ်တကယ်လည်းမလာဘူးဒီကောင်လေး၄ကောင်ကတကယ်ချင်း၄ကောင်ကနေပြီးတော့မှစလိုက်တာဒါပေမဲ့ဒီဘက်၄ယောက်မှာလင်းလင်းဦးကနေပြီးတော့ပဲဒီယောက်ယုံကြည်ပြီးတော့မှကျန်တဲ့၄ယောက်ကဒီအောင်နည်းနည်း CS ဝင်ပြီးမှကြောက်စိတ်ဝင်နေပြီဟေ့အောင်မင်းဗဇက်ကအဲ့လိုမျိုးရှောက်မပြောနဲ့မ
ဟိုအရန်ပါဇက်တရန်နဲ့ပုံကိစ္စတွေပဲမပြောနဲ့ဟိုမယူမသိဖြစ်တဲ့အရာတွေမပြောနဲ့ဆိုပြီးတော့မှဆဲတော့မဆဲနဲ့ဆိုပြီးတော့မှတားနေရဲ့ခြားထဲမှာမှဒီသူရအောင်နေပြီးတော့ထပ်ပြီးဆဲပြီးတော့မှမင်းတို့တရေဘာမှဟုတ်တာလည်းမဟုတ်ဘူးတကယ်လာလည်းမဟုတ်ရှိရလည်းမဟုတ်ဆိုပြီးအဲ့ဖျောင်းတယ်ကိုငိမ့်လိုက်တယ်အဲ့ဒီဟိုကြားဘုတ်မှာရှိရဒီအခင်းပြင်ပေါ့နော်သူကဒီဟိုစာရွက်ပုံစံမျိုးပဲအဲ့စာရွက်ကိုသူလုံးဝခြေပြီးမှဂျောင်းကပ်လိုက်တယ်အမီးကိုလည်းငိမ့်တယ်ကျွေးစုသူလွတ်ပြတ်လိုက်တယ်ဆိုတော့ तू အဲ့ချိန်မှာ तू hype ဖြစ်နေပြီဗျာဘလို့ hype ဖြစ်နေလဲမေးတယ်ဆိုတော့ तू ကဘီယာတောက်ထားတဲ့အပေါ်မှာ तू ကလုံးဝမူးနေပြီအဲ့လိုမူးနေတဲ့အချိန်မှာပဲ तू ကဒီဖျောင်းနဲ့ငိမ့်ပြီးတော့ဒီဆော်ရက်ကိုလုံးဝခြေပြီးတော့ဒီကျွေးစီ तू လွတ်ပြတ်လိုက်တယ်အဲ့ဒါနဲ့ပဲဟာဘောက်လို့လောက်တာလေဒီကလို့မလုပ်ရဘူးဆိုပြီးတော့အဲ့ချိန်ကြာမှမင်းတန့်စော်ကနေပြီးတော့မှအဲ့ချိန်ကြာမှဒီခင်းကလို့မလုပ်ပါဘူးတကယ်အဲ့လိုမျိုးရက်ဆိုပြီးတော့ဝိညာဉ်တယောက်လာပြီးဆိုရင်ငါတို့ကအဲ့ရင်ကိုပြီးအောင်ဆော့ရမှာပြီးအောင်မဆော့ဘူးဆိုရင်အသက်အန္တရာယ်ရှိရဆိုပြီးတော့ငါကြားမှုတယ်ငါမြင်မှုတယ်ငါကြည့်မှုတယ်ရုပ်ရှင်ကားတွေလည်းငါအများကြီးကြည့်ဘူးဆိုပြီးအဲ့ချိန်ကြာမှထုတ်ပြောချမ်းလေးရောနဲ့ကြောက်လာတယ်ဒါပေမဲ့သူရအောင်က AC ပဲဘာမှဖြစ်ဘူး Okay သူတို့ကဟိုညလည်းမိုးချုံနေပြီမူးလည်းမူးနေပြီဆိုတော့သူတို့ကအိတ်ဖို့လုပ်လိုက်တယ်အိတ်ဖို့လုပ်ရတဲ့အချိန်မှာသူတို့အခန်းထဲမှာညတကောင်ကျော်လဲကြောက်နည်းနည်းလေးထူးဆန်းတဲ့အချာတွေအများကြီးဖြစ်လာတယ်ဘလို့ဖြစ်လာလဲမေးရဆိုဝရန်တာဒီကမှန်ဗျာဒီလိုဘေးတိုက်ဆွဲတဲ့မှန်တကားဖြစ်တယ်အဲ့မှန်တကားကိုဒီလိုမျိုးလူတယောက်ကဖွင့်ဖို့စူးစမ်းတဲ့အတန်လေးထွက်လာတယ်အဲ့ထွက်လာတော့ဘသူကတိလဲဆိုတော့အရန်ကိုဒီဟိုကြဘိုးကိုတကယ်ကိုနားလေတဲ့ဒီမင်းတန့်စောကနေပြီးတော့မှအဲ့လောက်အရင်ဆုံးခံစားရတယ်ခံစားပြီးတော့မှအဲ့လိုအတန်ကြာတော့သူကအကုန်လုံးမနိုးတော့ဘူးဗျာသူခေါင်းမှုချုံပြီးသူပြန်အိတ်လိုက်တယ်ပြန်အိတ်ပြီးတော့မှနောက်နေ့လဲကြောက်စနေနေ့ရောက်လာပြီစနေနေ့မနက်မှာအေးဆေးပဲဆိုတာကသူရအောင်ကညဟဲ့အောင်တွေ့လာညပါသေးမှမလာဘူးမင်းတို့ရှောက်ပြီးကစားနေရပါညာတယ်ဒီအောင်မဟုတ်ဘူးအဲ့ချိန်ကျမှမင်းတန့်ဆိုတာညဖြစ်တဲ့ကိစ္စကိုမင်းတန့်ဆိုတာထုတ်ပြောတယ်ကျွန်တော်၄ယောက်စီညကတကောင်ကျော်လောက်ကငါတိပေါက်ချွန်လို့ဆိုပြီးတော့မှငါမျက်လုံးပွင့်သွားတယ်အဲ့လိုမျိုးမျက်လုံးပွင့်သွားတဲ့အချိန်မှာပဲငါအဲ့ဒီအတန်ကိုကြားရတယ်တကားကိုဖွင့်တဲ့အတန်တစ်ခုဖြစ်နေရဆိုပြီးပြောတယ်အဲ့ဒါကိုလည်းတူရအောင်ထပ်ပြီးမယုံသေးဘူးဟာမင်းကတော့ရှောက်ပြီးတော့မင်းအတွေးများပြီးအိတ်တာဖြစ်မယ်တကယ်သေးရဘာမှမရှိဘူးဘာညာဆိုပြီးအဲ့လိုပြောနေသေးတယ်ဒါမဲ့တနေ့ကနေဆိုသူတို့ကပြန်ရတော့မှာဗျာတောက်ချာနေကြာလာပင်းညမှာသူတို့ကအငင်းပွားဖြစ်ပြီးတော့မှတောက်ချာနေညမှာသူတို့ကဒီဂိမ်းကိုကစားတယ်ဒီလိုနဲ့ပဲစနေနေ့မနက်ရောက်လာတယ်စနေနေ့မနက်ရောက်လာတဲ့သူတို့ကမနက်ပိုင်းကို AC အပြင်းနဲ့သွားပြီးအဲ့ဒီညောင်သူတို့ကမတောက်တော့ဘာလို့မေးရဲဆိုရင်တနေ့ကနေမနက်ကိုသူတို့ကပြန်ရမှာအတွက်ကိုမှသူတို့ကအဲ့ဒီညောင်မတောက်တော့ဘူးမတောက်တော့ဘဲနဲ့စားတောက်ပြီးတော့မှအိတ်လိုက်တယ် AC ထမင်းတွေပါစားပြီးတော့ပြီးရတော့မတောက်တော့ဘဲနဲ့သူကစနေညောင်အိတ်လိုက်တယ်အဲ့စနေနေ့ညမှာပဲသူရအောင်ကသူလုံးဝမထင်မှတ်တဲ့အရာတွေသူကြုံတွေ့ရလို့ပြောလို့ရတယ်ဗျာကျန်တဲ့၄ယောက်ကခရီးပမှန်းပြီးတော့မှမနက်ပိုင်းတော့သူကရှောက်လေတဲ့အပေါ်မှာသူကပမှန်းပြီးတော့မှ၄ယောက်လုံးအိပ်ပျော်သွားတယ်ဒီသူရအောင်ကကြတော့ညဘက်သူကဘိုင်းနာလို့အညာတက်ချင်လို့ဆိုပြီးတော့သူကထပြီးတော့မှတွက်လက်တဲ့သွားလိုက်တယ်တွက်လက်တဲ့သွားတဲ့အချိန်ဒီဘာမှဖြစ်သေးဘူးအကုန်လုံး AC ပဲမီးကအချိန်တော့ဗျအခုလိုမပြတ်ဘူးမီးတော့ရှောက်လာတယ်ဒီလိုမျိုးအချိန်တွေမျိုးမှာသူတွက်လက်သွားတဲ့အချိန်မှာပဲအပြင်ကနေပြီးတော့မှသူ့ရဲ့အင်တာတကားကိုလာပြီးခေါင်းနေတယ်အဲ့ခေါင်းနေတော့သူကပြန်ပြောလိုက်တယ်ဟိအောင်လေးခဏလေးအဲ့ထဲမှာလူရှိတယ်ငါပြီးသွားရဆိုရင်ငါထွက်လာခဲ့မယ်ပြီးမင်းတို့ပြန်သွားဆိုပြီးသူကအတန်ပေးလိုက်တယ်ဒီသူရအောင်ကနေပြီးအတန်ပေးလိုက်တယ်ဒါပေမဲ့အဲ့တကားခောက်တဲ့ဥစ္စာကမရက်သေးဘူးဗျာလုံးဝမရက်သေးဘူးမရက်သေးပဲနဲ့သူ့မီးအင်တာရေချိုးကမီးရဟိုအင်တာမီးရနေပြီးတော့မှအဖေကနေခလုတ်ပိတ်လဲဖွင့်လဲလုံနေတဲ့ပုံစံမျိုးသူဖြစ်လာတယ်ဟိအောင်လေးမစားနဲ့တော့ငါပြီးပြီငါထွက်မယ်ငါထွက်တယ်ဆိုရင်မင်းတို့ပြန်ဝင်ဘသူလဲဆိုပြီးဘသူလဲမေးတော့လဲနာမည်မပြောအဲ့လိုမပြောတဲ့ခါကျတော့ तू ကလုံးဝဒေါသထွက်ပြီးတော့မှအဲ့ဒီအင်တာကနေပြီး तू ထွက်လာလိုက်တယ်ထွက်လာပြီးတော့မှအပြင်လာကြည့်တော့ကျန်တဲ့၄ယောက်တော့အကုန်လုံးကအိတ်နေတယ်ကရင်ပေါ်မှာအိတ်နေတယ်ဆိုတော့ तू အခန်းကဗျာဟိုလိုမျိုးအာရသူတို့ကဘယ်လိုယူပြီးမိလိုက်တယ်ဆိုရင် तू ကျွန်တော်ပြတာကတော့အခန်းကဟို၃ယောက်အခန်းကိုမှသူမျိုး extra bed တစ်ခုထိုးပြီးတော့မှ၂ယောက်ထပ်ပြီးနေတာतू ကကျတော့ဒီ၃ယောက်ကရင်မှာ तू ကအိတ်တာပဲဖြစ်တယ်၃ယောက်ကရင်မှာတောင်းပတ်ချမှာအိတ်တာပဲဖြစ်တယ်ဒီ तू ရအောင်ကနေပြီးတော့မှဆိုတော့ तू ထွက်လာတဲ့အချိန်မှာဘယ်သူမှလည်းမနိုးနေဘူးအင်ဂျာတကတရားရောက်လာခောက်တယ်ဆိုရင်တယောက်ကနိုးနေမှာမနိုးနေရမှာပဲလေအဲ့လိုမျိုးနိုးတဲ့လူလည်းမရှိဘူးနောက်တစ်ခုကမီးခလုတ်ကစားတဲ့ဆိုတဲ့အချက်လက်လည်းဘာမှမတွေ့ရအောင်ဒါပေမဲ့အထဲမှာသူထိုင်နေတဲ့အချိန်မှာတော့တကယ်အဲ့လိုဖြစ်ခဲ့တယ်သူရအောင်ကဒီလိုဖြစ်တဲ့အကြောင်းအရာကိုသူတငယ်ချင်းစီသူကဘာမှမပြောဘူးဗျာကျန်တဲ့လျှက်ကိုသူဘာမှမပြောဘဲနဲ့သူလည်းနည်းနည်းလေးကြောက်ပြီးတော့မှတနင်္ဂနွေမနက်လဲကျတော့သူတို့ကအိမ်ပြန်လိုက်တယ်အားလုံးသူ့အိမ်သူပြန်သွားကြပြီတကြံလက်ရောက်တော့မယ်ဆိုတော့တကြံချက်ပြန်ဆုံးမယ်ဆိုပြီးတော့မှအကိုလုံးကဒီခရီးရဒီညမှာပြီးပြီဆိုပြီးတနင်္ဂနွေသူတို့ကမော်လမြိုင်တဲကိုပြန်ရောက်လာတယ်မော်လမြိုင်နဲ့ဟိုဖအန်းနေပြီးမော်လမြိုင်ပြန်ရောက်လာတဲ့အခါမှာပထမ1ရက်2ရက်လောက်ကတော့အေးဆေးပဲဒါပေမဲ့ကြာလာတဲ့ခါကျတော့ဘလို့သိရလဲမေးတယ်ဆိုရင်
ဒီသူရအောင်ဆိုတဲ့သူကနေပြီးတော့မှသူအိမ်မှာဗျသူကအရန်ချမ်းသာတဲ့လူလည်းမဟုတ်အရန်ဆင်းရဲတဲ့လူလည်းမဟုတ်သူကဟိုပုံမှန်အလဲတန်းစားသူဖြစ်တယ်ပြီးတော့သူ့အခန်းဆိုပြီးတက်တက်ရှိတယ်ဗျသူအိမ်ထဲမှာပေါ့နော်အဲ့လိုမျိုးအခန်းထဲမှာသူလုံးဝပုံမှန်မဟုတ်တဲ့အရာတွေလူတယောက်ရက်နေတဲ့ပုံစံမျိုးတွေညဘက်တွေကြာရင်သူ့လာပြီးတော့တယောက်လာနှိုးတဲ့ပုံစံမျိုးသူအများကြီးကြုံတွေးခဲ့ရတယ်ကြုံတွေးခဲ့ရပြီးတော့မှသူလုံးဝကြောက်သွားတဲ့အချိန်တစ်ခုကသူတနင်္ဂနွေနေ့ကသူတို့ခရီးရပြန်လာတယ်တနင်္လာအင်္ဂါလုံးဝအဆင်ပြေတယ်ဗုဒ္ဓဘုန်းနေ့မှာသူလုံးဝလူတယောက်ကိုမဲမဲလူတယောက်ကိုသူတွေ့လိုက်တယ်ဆိုပြီးသူလုံးဝကြောက်ပြီးတော့အဲ့အချိန်ကြာမှသူကဒီမင်းတန့်စောဖုံးဆက်ပြီးတော့မှသူကပြောလိုက်တယ်အဲ့လိုလိုပဲငါတကယ်တွေးလိုက်တယ်ဆိုပြီးတော့မှအဲ့ချိန်တော့ keyboard ဖုန်းလေးကစ်စားတယ်ဗျအဲ့ keyboard ဖုန်းလေးသူကဖုံးဆက်ပြီးတော့ပြောလိုက်တယ်အဲ့ဒီတစ်ဖက်အတွင်းထဲမှာပဲနောက်ပဲဘလို့ထပ်ဖြစ်လာလဲမိတယ်ဆိုရင်သူရအောင်ကညဘက်အိတ်နေတဲ့အချိန်မှာသူ့ရဲ့ရင်ဘတ်ပေါ်တက်ပြီးတော့ဖိနေတဲ့ပုံစံမျိုးတွေသူဖြစ်လာတယ်ဖြစ်ပေါ်လာပြီးတော့မှဒီအကြောင်းအရာကိုသူဒီထက်လုံးဝဖုံးကွယ်လို့မသိတော့ဘူးဆိုပြီးသူကသူ့မိဘတွေစီပြောလိုက်တယ်ကျွန်တော်တို့လူမျိုးခရီးသွားတယ်ခရီးသွားတဲ့အချိန်မှာလူဖြစ်ခဲ့တယ်လူမျိုးဂိမ်းကစားခဲ့တယ်အဲ့ဒါကိုကျွန်တော်ပထမဂိမ်းဆိုပြီးထင်ခဲ့တာကျွန်တော်တရေရှိတာကိုကျွန်တော်တကယ်မယုံကြည်ခဲ့ဘူးဆိုပြီးတော့သူဆဲဆိုခဲ့တဲ့အရာတွေသူကဖုံးပြီးတော့မှသူ့မိဘတွေစီမှာသူကဒီ game ကစားခဲ့တယ်ဒီ game ကစားပြီးတဲ့ကျွန်တော်တို့ခံစားနေရတယ်ဆိုပြီးတော့ကျွန်တော်ညဘက်တွေကျလာဒုက္ခပေးတယ်ကျွန်တော်ရေးကြောင်နေမြင်နေရတယ်ကျွန်တော်လာပြီးခြောက်နေတယ်ကျွန်တော်ရင်ဘတ်ပေါ်လာပြီးဖိနေဆိုပြီးတော့သူ့မိဘတွေစီသူကပြောလိုက်တယ်အဲ့လိုပြောတဲ့ခါကျတော့သူ့မိဘတွေကဒီခရီးသွားတဲ့ကလေးတွေအကုန်လုံးခေါ်လိုက်တယ်ចောင်းသား9ယောက်လုံးခေါ်ပြီးတော့မှမေးကြတယ်မင်းတို့ဘာလုပ်ခဲ့လဲမေးကြတယ်အဲ့ချိန်မှာအန်ကယ်ဒီမင်းတန်းစောကနေပြီးတော့မှပြောလိုက်တယ်ပေါ့နော်လုံးဝပုံမှန်လေးပြောလိုက်တယ်အန်ကယ်ကျွန်တော်တို့ကလူသွားတယ်ဒီ game ကစားတယ်ဒီ game ကကျွန်တော်ပထမတော့ကျွန်တော်ရုပ်ရှင်ကားထဲမှာကျွန်တော်မြင်ဘူးလားဒါပေမဲ့အပြင်မှာတကယ်စော့ဘူးခြင်းတဲ့ထော်ဘူးခြင်းနဲ့ဆိုတာအထက်ကျွန်တော်တို့တယောက်စမ်းခြင်းနဲ့ဆိုတဲ့စိတ်တစ်ခုလည်းရှိတယ်ပြီးတော့ဟိုသူရအောင်လည်းလုံးဝလောင်းလိုက်တယ်ပေါ့လောင်းကြီးထပ်ပြီးတော့မှတရေတကယ်ရှိမရှိဆိုပြီးစမ်းသပ်ပြီးတော့မှအဲ့လိုတကယ်ဖြစ်သွားတယ်အဲ့ဒီမှာဒီချွေစည်းကဒီရက်ဆိုတဲ့နေရာကိုရောက်လာတယ်အကြောင်းဆုံးအကုန်လုံးပြပြရတယ်ဒီသူရအောင်ပြောလိုက်တယ်ဆဲလိုက်တယ်ဆိုတဲ့စကားတွေအကုန်လုံးကိုလည်းအဲ့ဒီအချိန်ကြာမှဒီသူရအောင်ရဲ့မိဘတွေစီမှာဒီမင်းတန်းဆိုကျန်တဲ့တကယ်ချင်းအကုန်လုံးကနေပြီးတော့မှပြောလိုက်တယ်ဒီကောင်အဲ့လိုပြောတယ်ဒီကောင်အဲ့လိုဆဲတယ်အဲ့လိုမျိုးတရေကိုအဲ့လိုမျိုးလာတဲ့ဝိညာဉ်လားပါလဲမသိဘူးကျွန်တော်တို့လည်းတကယ်လုံးဝဒီရေးလည်းမသိရဘူးဒါပေမဲ့အဲ့ချိန်မှာတော့အဲ့ဒီချိန်မှာဒီသူရအောင်ကလုံးဝဆဲဆိုနေရဆိုပြီးဒီမှာထပ်ပြီးပြောလိုက်တယ်အဲ့လိုမျိုးအကြောင်းလေးပြောပြီးတော့မှသူတို့ကဒီသူရအောင်ရဲ့မိဘနေပြီးမှထပ်ပြီးဒီဟာကိုထပ်ပြီးလို့ထားလို့မရတော့ဘူးဟိုနည်းနည်းလေးအရေးကြီးလာပြီဆိုပြီးတော့မှအဲ့ဒီမြို့ထဲမှာရှိတဲ့ဒီရွှေညံတော်ဆရာတယောက်ကိုသူခေါ်ပြီးတော့မှသူတို့ကဒီအကြောင်းတိုင်မြင်တယ်အဲ့လိုလူဖြစ်သွားတယ်ဟိုကောင်လေးတွေခရီးသွားတဲ့နေရာမှာလိုမျိုးအပြောဆိုအမားတွေအများကြီးဖြစ်ပြီးတော့မှအခုအိမ်ထဲမှာလည်းနေရတာအဆင်မပြေဘူးကောင်လေးကအကြီးကြောင်နေမြင်ရတယ်ပြောတယ်ညာဘက်တွေခြံရှင်ဘက်တက်ဖိရတယ်တက်ဖိခံရတယ်ဆိုပြီးလို့ပြောရတဲ့ပုံမှာဒီဟိုရွှေညံတော်ဆရာကနေပြီးတော့ဘာလို့လဲမိတယ်ဆိုရင်ကောင်းပြီသူကအဲ့လိုအချိန်မှာအဲ့လိုမျိုးပေါ့နော်သူတို့ကစားခဲ့တဲ့ပုံမှာတကယ်ဘယ်လိုမျိုးဖြစ်လာလဲလို့တော့မသိဘူးဒါပေမဲ့တကယ်ဝိညာဉ်တယောက်ရှိခဲ့တယ်သူတို့လှုပ်တဲ့အချိန်မှာဝိညာဉ်တစ်ကောင်ဝိညာဉ်တစ်ခုတကယ်ရှိခဲ့တယ်အဲ့ဝိညာဉ်ကိုသူကဆဲဆိုလိုက်တဲ့အပေါ်မှာသူ့လိုလိုက်ပြီးဒုက္ခပေးရဆိုပြီးတော့မှအဲ့ဒီရွှေညံတော်ဆရာနေပြီးတော့မှဒီသူရအောင်လက်ကိုကိုင်းပြီးတော့ပြောလိုက်တယ်ဒါအောင်မင်းတောင်းပန်ရမယ်မင်းပြောတဲ့စကားတွေကအရန်ကိုကြမ်းတမ်းလုံးတယ်မင်းတို့သူဒေါသထွက်နေတယ်မင်းအသက်အန္တရာယ်တော့ပေးဖို့ရှိတယ်ဆိုပြီးတော့မှပြောလိုက်တဲ့ပုံမှာအဲ့လက်ကိုကိုင်းပြီးတော့မှโอเคအချိန်တိုင်းမှာဘလို့တောင်းပန်မလဲလို့မေးရခါကြတော့ဒီရွှေညံတော်ဆရာနေပြီးတော့မှလက်ဖက်ရည်ရွေနီးချမ်းရည်အဲ့လိုမျိုးပေါ့နော်ဟိုကျွန်တော်တို့မြန်မာဒလိထုံးစံအရာပဲဗျအခုအဲ့တဲ့တယောက်လာတယ်ဆိုတော့အဲ့တဲ့ကျွန်တော်တို့ဗာနဲ့ကြိုးစုံမလဲလက်ဖက်တွေကုန်းသီးတွေနဲ့အဲ့လိုမျိုးရွေနီးချမ်းနဲ့ဒီဟာတွေထားပြီးတော့မှပွဲပုံစံလုပ်ပြီးတော့တကယ်ကိုတောင်းပန်ပြီးတော့ကြောလိုက်တယ်ဆိုရင်မင်းတို့ပြန်အဆင်ပြေသွားမယ်ဆိုပြီးတော့မှသူတို့အိမ်ထဲမှာပဲအဲ့ဒီကောင်လေးရဲ့အိမ်အခန်းထဲမှာပဲအဲ့ဒီပွဲတွေထားပြီးတော့မှဒီအရှိဘက်အရက်ဘက်ကိုနေထွက်တဲ့အရက်ဘက်ကိုဥတည်ပြီးတော့မှဒီပွဲတွေလက်ဖက်တွေကွန်းရွက်တွေကွန်းသီးတွေပြီးတော့မှဒီယူနီချိုင်ထားပြီးတော့တကယ်တောင်းပန်ပြီးတော့မှသူပြောတဲ့စကားလေးဟိုပြန်ပြီးတော့ခွင့်လုပ်ပါဆိုပြီးအဲ့ဒီ spiritual ပေါ့နော်အဲ့ဒီဝိညာဉ်ကိုတောင်းပန်လိုက်တယ်ဒါပေမဲ့ဘေးဝိညာဉ်လည်းဘေးသူလဲတော့ဟိုအတိအကျမပြောဘူးဒီရွှေညံတော်ဆရာလည်းမပြောခဲ့ဘူးဒီကောင်လေးလည်းမသိဘူးသူရအောင်လည်းမသိဘူးဒီမင်းတန်းစော်တို့သူရအောင်မိဘကြီးလည်းဘယ်သူမှဘာမှမသိဒါပေမဲ့ဟို spiritual တစ်ခုကနေပြီးတော့မှသူအိမ်ဒီရောက်လာပြီးဒုက္ခပေးနေတာဆိုတော့သိလိုက်တယ်တောင်းပန်ပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးအဆင်ပြေသွားရဆိုပြီးတော့မှဒီအကြောင်းအရာကိုကျွန်တော်ကိုဒီမင်းတန်းစော်ပေါ့သူတို့သွားတဲ့အချိန်တော့အဲ့လိုမျိုးအခိုက်အတန့်တွေဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်ကို share လုပ်ထားအပြည့်ဖြစ်တယ်ဒီအကြောင်းအရာကိုကျွန်တော်ကိုကြည့်နေတဲ့အားပေးတဲ့သူတွေကျွန်တော်ပြန် share ပေးလို့ရဖြစ်တယ်လူမျိုးကိုယ့်ဘဝမှာနောက်ထပ်လူမျိုးတရေနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံထပ်ပြီးတော့ရှိတယ်ဆိုရင်ကျွန်တော်ရဲ့ TikTok ပဲဖြစ်နေပါစေဒါမှမဟုတ်လည်း YouTube ဖြစ်နေပါစေကျွန်တော်ဆက်သွယ်ပြီးတော့မှကျွန်တော်ပြောလို့ရတယ် comment နေပြီးတော့လည်းပြောလို့ရတယ် YouTube ရဲ့ဟို TikTokရဲ့ chat box ကနေပြီးတော့လည်းပြောလို့ရတယ်လူမျိုးအကြောင်းထပ်ပြီးသိကျင်နေဆိုရင်ကိုတိတရေနဲ့ပတ်သက်ပြီးတော့တရေဆိုတဲ့အရာကိုဗျာကျွန်တော်တို့ YouTube မှာ content တွေကြည့်လိုက်မယ်ဆိုရင်
နိုင်ငံခြားမှာဖြစ်နေတယ်နိုင်ငံခြားမှာတရေရှိတယ်နိုင်ငံခြားမှာကြိုးစားရှိတယ်အဲ့လိုမဟုတ်ဘူးမြန်မာနိုင်ငံထဲမှာလည်းရှိတယ်ဟိုတချို့တော့ဒန်နာရီပုံမြင်တွေလည်းအများကြီးရှိတယ်ဒါတွေကိုကျွန်တော်ထပ်ပြီးလေ့လာပြီးတော့ထပ်ပြီးရောတင်ပြပေးနေဦးမယ်လူမျိုးကိုပွားတယ်မှာလူမျိုးတကယ်ကြုံတွေ့ခဲ့ရတဲ့တရေနဲ့ပတ်သက်ပြီးအခိုက်အတန့်ရှိတယ်ဆိုရင်ကျွန်တော် live ပြလို့ရတယ်ကျွန်တော်အားလာ content အနေနဲ့ဒီကျွန်တော်ကြည့်ရတဲ့လူတွေအကုန်လုံးရောဘူးဒုရတစ်ခုရအောင်ဟို entertainment တစ်ခုရအောင်ရှင်းပြပေးဘူးအတွက်ကိုကျွန်တော်အဆင်သင့်ဖြစ်တယ်ဆိုရင်ဒီနောက်ပြောချင်တယ်အားလုံးပဲနောက်ဗီဒီယိုမှာဆုံမယ် bye